မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ရေရဲ့အရည်သွေးကိုတိုင်းတာရမှာအသုံးပြုတဲ့ EC3 မီတာလေးအကြောင်းကိုမတူညီရဲ့ရေ၃မျိုးကိုစမ်းသပ်ပြီးတော့ကျွန်တော်ဗီဒီယိုလေးနဲ့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒီကိရိယာလေးကဘာလို့ဒီကိရိယာလေးကို HM Digital EC3 လို့ခေါ်ပြီးတော့သူကဆိုရင်ရေရဲ့electrical conductivity လို့ခေါ်တဲ့ EC နဲ့ temperature ကိုတပြိုင်နက်တည်းပြသနိုင်တယ်ပေါ့နော် EC ဆိုတာဘာလဲဆိုတော့ရေတွန်းမှာပါဝင်တဲ့စာတတုတပမာဏကိုပြောတာပါဒီမှာဆိုရင်ဒီ criteria လေးမှာပါဆိုဒီမှာဆို on off button ပါမယ်ဒီပြီးရင် temperature ပါမယ်ပေါ့နော် temperature မှာဆိုရင် Celsius နဲ့ Fahrenheit နဲ့ကြိုက်သလိုသုံးပြောင်းသုံးလို့ရတယ်ပြီးရင်ဒီကောင် hole ကကြတော့ဒီတိုင်းတာပြီးတော့ဒီကိုတိုင်းတာရတဲ့ဟာကိုမှတ်ထားရဲ့အမှတ်ပေါ့နော်ဒီအောက်မှာဆိုရင်သူကဒီအောက်ဘက်မှာဒီ electrode ကလေးပါဒီကောင်လေးကနေပြီးတော့ရေထဲကိုနှစ်ပေးဒီကောင်လေးရေထိအောင်ရေထဲကိုနှစ်ပေးလိုက်မယ်ဆိုရင်သူကမတူညီရဲ့ရေတွေရဲ့ result တွေကိုဒီ monitor မှာသူကပြန်ပြမယ်ပေါ့နော်ကျွန်တော်ဒီနေ့မှာဆိုရင်မတူညီရဲ့ရေသုံးမျိုးမှာဆိုရင်ဒီtap water ရေပုံပိုက်ခေါင်းရေရဲ့ပြီးရင် rain water ရဲ့ပြီးရင် well water ရဲ့ဆိုပြီးတော့သုံးမျိုးကိုကျွန်တော်စမ်းပြပေးသွားမှာဖြစ်ပါတယ်ဒီကောင်လေးတွေကဒီကောင်လေးသုံးရတဲ့ရည်ရွယ်ချက်ကဒီကိုသုံးတဲ့ရေတွေမှာဒီရေမှာရေရဲ့တန်းဆင်မှုဘယ်လောက်ရှိလဲပေါ့နော် EC ပုံမှန်အဖြစ် EC3 EC တန်ဖိုးကနည်းရင်ရေကပိုတန့်တယ်လို့ယူဆရပြီးတော့ EC တန်ဖိုးများလေရေကမတန့်ဆင်မှုကပိုများလေပေါ့နော်။ဒါကျွန်တော်ဒီပထမဆုံး on off clock လေးကိုကျွန်တော် on လိုက်မယ်။ on လိုက်ပြီး on လိုက်မယ်ဆိုရင်ဒီမှာ0ပဲเนาะ0ဒီနောက်မှာသူ့ရဲ့ပြတဲ့ microsiemens ဆိုတဲ့ unit နဲ့သူကပြတယ်ပေါ့နော် microsiemens per centimeter ဆိုတဲ့သဘောနဲ့သူကပြပါတယ်ဒီကောင်လေးကိုကျွန်တော်အခုပထမဆုံးဒီမှာ0 set เนาะ0 set ကနေပြီးကျွန်တော်ဒီပထမဆုံးဒီ tap water တွေကိုအရင်ဆုံးကျွန်တော်နှစ်ပြပါမယ်ဒီမှာ tap water ကိုကျွန်တော်နှစ်လိုက်ပြီးဒီမှာသူ result ကလေးပြောင်းနေရပါเนาะဒီမှာ84ပေါ့เนาะကျွန်တော် okay ကျွန်တော်85နဲ့84မှာဖြစ်နေဟိုးလိုက်ပြီเนาะဟိုးလိုက်ပြီဒီမှာ84ပေါ့เนาะသူရဲ့ result က84ကျွန်တော် temperature ကိုပြောင်းကြည့်မယ်ဆိုtemperature လေးကိုကျွန်တော်ပြောင်းကြည့်လိုက်မယ် temperature ပြောင်းကြည့်လိုက်မယ်ဆိုရင် temperature ဒီမှာရေရဲ့ degree က28 degree Celsius ရှိရယ်သူရဲ့ဒီEC တန်ဖိုးကတော့EC တန်ဖိုးကဘယ်လောက်လဲဆိုတော့ခုနဒီမှာ84ပေါ့နော်84ရတယ်ဒီနောက်တစ်ခုမတိုင်းခင်မှာကျွန်တော်တို့ဒီ electrode လေးကိုရေဆိုနေရာလေးကိုအရင်ဆုံးtissue နဲ့တော့ရမယ်ပေါ့နော်ကျွန်တော်ဒီမှာလက်ကမအားဖြစ်တဲ့အတွက်ခဏ tissue နဲ့အရင်တော့လိုက်ပါမယ် okay ကျွန်တော်ဒီမှာတုပ်ပြီးသွားခါမှာဒီမှာ0เนาะ0နဲ့ကျွန်တော်ဒီ rain water မှာကျွန်တော်နှစ်မယ်rain water မှာနှစ်လိုက်ပြီเนาะဒီမှာကြည့်ပါ rain water မှာဒီမှာကြည့်ပါ16ဆိုပြီးတော့ပြနေပါတယ်ကျွန်တော် whole clock လေးကိုနှိပ်လိုက်မယ်နော် whole clock လေးကိုကျွန်တော်နှိပ်လိုက်ပြီဒီမှာ16 microsiemens ဆိုပြီးပြတယ်ပြီး temperature ဘယ်လောက်လဲကျွန်တော်ကြည့်မယ်နော် temperature 29.8 degree Celsius ရှိပါဟုတ်ပြီနော်ဒီဟာဆိုရင် rain water ပါနောက်ထပ်တစ်ခုကိုမတူရဲ့ဟာဆိုတော့ကျွန်တော်နောက်ထပ် off လိုက်မယ်ပြီးရင်ပြန် on လိုက်မယ်ပြီးရင်ဒီမှာ0ဖြစ်နေနော်0ဖြစ်နေရင်ကျွန်တော်ဒီကောင်ဒီ electrode ကလေးကိုကျွန်တော်ရေချောက်အောင်ကျွန်တော်တုပ်လိုက်ပါမယ်နော်ခဏလေးပါokay ကျွန်တော်တုပ်လို့ပြီးပါပြီတုပ်လို့ပြီးရတဲ့ဒီမှာ0 man เนาะ0 man ကနေကျွန်တော်ဒီ well water တွေကိုကျွန်တော်နှစ်လိုက်ပြီဒီမှာကြည့်ပါဘာမှမပြတော့ဆိုတော့ dotted line တွေပြအဲ့ဒါကကျွန်တော်ဒါမဲ့ hold လုပ်လိုက်မယ်เนาะ hold လုပ်ထားတာပြီ okay ဒါဘာဖြစ်လို့ dotted line တွေဒီကောင်ပြရလဲဒါဘာဖြစ်လို့ dotted line တွေပြရလဲဘာဖြစ်လို့လဲဆိုတော့ဒီကောင်ရဲ့တန်ဖိုးကသူက0ကနေ9999ဆိုရယ် result အတွန်းမှာပဲသူကပြနိုင်တာ EC တန်ဖိုးကတကယ်လို့ဒီထက်ကျော်သွားပြီဆိုရင်သူကသူ့မှာမပြကြမှရှိလို့အဲ့လိုမျိုးဒါ error ဖြစ်သွားပါတော့ error ဆိုတော့ဒီ set ရဲ့ error မဟုတ်ဘဲနဲ့ရေကဒီ EC တန်ဖိုးအရင်များဒီ well water များတယ်ဆိုတော့ကျွန်တော်သိရဗျဒီအပြင်မှာဆိုရင်ဒီသူရေနဲ့ထိတဲ့တန်တွေကအဲ့လိုမျိုးလုံးဝနီအောင်ပြောင်းပြီးတော့လုံးဝတန်ကြီးတက်တဲ့အဆင့်အဲကြောင့်အရန် EC တန်ဖိုးများတယ်ဆိုတော့ကျွန်တော်သိပြီးသားဒီဆက်မှာဆိုရင်လေဒီမှာ
သူမပြနိုင်တော့ပမာဏအထိဖြစ်သွားရပေါ့နော်ဒါပေမဲ့ဒီတကယ်လို့ temperature ကိုကျွန်တော် change ကြည့်မယ်ဆိုရင် temperature ကိုသူပြပေးသေးတယ်နော်ဒီမှာ temperature ကိုဆို29.9ဆိုပြီးတော့သူပြပေးရနော်အဲ့လိုပါโอเคပါဒီ EC3 မီတာလေးကဒီရေရဲ့ quality ကိုကျွန်တော်တို့ကအချမ်းဖြင့်အားဖြင့်သိနိုင်တယ်ပေါ့နော်ဒီတကယ်လို့တောက်ရေပါတွေကိုစမ်းမယ်ဆိုရင်တော့ဒီဟာလေးတစ်ခုနဲ့မပြည့်စုံဘော laboratory test တွေနဲ့ပေါင်းဆက်ပြီးမှသိရမှာဖြစ်ပါတယ်ဒါကတော့အိမ်သုံးရေတွေကိုတန့်စင်မှုဘယ်လောက်ရှိလဲဆိုတော့အချမ်းဖြင့်သိနိုင်မယ့်နည်းလမ်းလေးဖြစ်ပါတယ်အချမ်းဖြင့်အဖြစ် EC3 နာဖို့နည်းရင်ရေကပိုတန့်တယ်လို့ယူဆပြီး EC တန်ဖို့များလေရေကပိုပြီးတော့ညဉ့်ညမ်းရေပေါ့နော်ညဉ့်ညမ်းလာရလို့ပြောလို့ရတယ်ပေါ့နော်ဒီလိုနည်းနဲ့ EC3 မီတာကိုအသုံးပြုပြီးရေရဲ့အခြေအနေကိုအလွယ်တကူစမ်းသပ်နိုင်ပါတယ်ဒီဗီဒီယိုလေးကကိုယ့်အတွက်သုံးဝင်နေဆိုရင် like and subscribe လုပ်ဖို့မမေ့ပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်